လုံးပဲမင်္ဂလာပါရှင် safety နည်းကိချရာလေးပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ကကြတော့လွယ်ကူရိုးရှင်းပြီးတော့အိတ်ချက်လက်ရဘွက်ချွန်ကြော်လေးကြုံရမှာဖြစ်ပါတယ်ရှင်အချိန်လည်းမကြဘဲနဲ့ပိုးပိုးပပလေးနဲ့ချက်စားပြီးတော့ကျမကြီးလည်းကောင်းစီတဲ့ဟင်းတစ်ခွက်လည်းဖြစ်ပါတယ်ရှင်ပထမဦးဆုံးလိုအပ်တဲ့ပါဝယ်ပစ္စည်းကတော့ဘွက်ချွန်လေးတွေဖြစ်ပါတယ်ဘွက်ချွန်လေးတွေကိုရေစေးသက်စင်ပြီးတော့ကုလိုချင်တဲ့အနေထားအတိုင်းလှိချော့ထားမယ်ပေါ့နော်ဒီမှာကျတော့ရှည်လိုက်လေးပဲလှိထားလိုက်တော့ရမြင်မြင်ဆက်ဆန်ချက်လို့ရတဲ့ဟင်းဆိုတော့လေမြင်မြင်လေးချက်လိုက်မှာပေါ့နော်ဒါဆိုတော့လုတ်ကလည်းနောက်ကျမှပြန်လာရတယ်ဆိုတော့လေမြင်မြင်လေးချက်ပြီး easy peasy လေးလုပ်လို့ရအောင်ဆိုပြီးတော့မြင်မြင်လေးပဲချက်လိုက်ပါတယ်ရှင်နေ့ကကျတော့လှိချော့ပြီးသားဘတ်ထရိုင်လေးတွေပေါ့နော်စားရည်လေးနောက်တစ်ခေါက်ထပ်ပြီးတော့9မိနစ်လောက်ထပ်စိမ့်ပါတယ်ပိုးတွေပါမှာဆိုလို့ပေါ့နော်ပိုးတွေတက်ဆင်သွားအောင်ဆိုပြီးတော့9မိနစ်လောက်စိမ့်ပါတယ်ရှင်ဒီရင်ခွက်လေးကပေါ့နော်အခုမှစပြီးချက်မဲ့ beginner လေးအတွက်ရည်ရွယ်တာပါသူများတွေဘယ်လိုချက်လဲတော့မသိဘူးပေါ့နော်နေ့ကကျတော့လွယ်ကူကူရိုးရှင်းရှင်းလေးဆိုလို့ရှိရင်တော့အဆင်ပြေတယ်ကိုယ့်အတွက်လည်းအဆင်ပြေတယ်ဆိုလို့ဒီဗီဒီယိုလေးလုပ်လိုက်ရတာပါဒီအတွက်လိုအပ်တာတွေကကြတော့ကျက်တော့အဖြူလေးကိုပပလေးထားမယ်စီလေးအနည်းငယ်ပါမယ်ပေါ့နော်စားလေးနည်းနည်းထည့်မယ် oyster sauce ကြိုက်တဲ့လူကြ oyster sauce ထည့်လို့ရပါတယ် soy sauce နည်းနည်းထည့်ပါမယ် soy sauce မရှိပဲငှက်ပြားရည်အကြည့်ထည့်လို့ရတဲ့အချင်းနဲ့ပြီးလို့ရှိရင်မြေကမုတ်နည်းနည်းရဲ့အသားမုတ်ကြိုက်ရဲ့အသားမုတ်ထည့်လို့ရပါတယ်ကဲ၍ကိုမှပဇော်6ရှိတယ်ပဇော်6ထည့်ခြင်းနဲ့ဆိုလို့ရှိရင်လည်းပဇော်6လေးနဲ့ကြော်လို့လည်းရပါတယ်ရှင်နေ့ကကျတော့ပဇော်6မရှိလို့မထည့်ပါဘူးကဲဒီမှာကျတော့စီလေးနည်းနည်းနဲ့ကျတော့အဖြူလေးကိုစီတက်ထားပါမယ်ကျတော့ဖြူကိုပေါ့နော်အနက်မှုေးတဲ့အထိအရောင်လေးနည်းနည်းပြောင်းနေကြည့်စီတက်ရပါမယ်ရှင်အဲ့ဒါမှအနက်လေးမှုေးပြီးတော့စားလို့ကောင်းတာပါစားရည်စိတ်ထားတဲ့ဘွက်ချွိုက်တွေကိုဆယ်ယူပြီးတော့ရေ6ခန့်ထားပါမယ်ပြီးရင်တော့ထည့်ပြီးတော့ကြော်ပါမယ်ရှင်ဒီနေ့ကကျတော့ပထမဦးဆုံးဒီတိုင်းမှထည့်ကြော်ပလိုက်တယ်ပေါ့နော်ဘာဖြစ်လဲဆိုတော့သူကနည်းနည်းလေးကြွနေတယ်ဆိုတော့လေညှိုးသွားအောင်ဆိုပြီးတော့ထည့်ပြီးတော့ဖုတ်လေးအုပ်ပြီးတော့အရင်ဆုံးကလုံးထည့်ပြီးတော့ထည့်ကြော်လိုက်ပါတယ်ပြီးတော့မှseasoning တွေထည့်မယ်ပေါ့နော်ဒီမှာကျတော့နှစ်အကုန်လုံးထည့်နေပါတယ်ကလုံးထည့်ပြီးတော့မီးလေးကိုမီဒီယမ်လေးထားပါတယ်အရင်မီးပြင်းသွားရင်ပေါ့နော်အောက်ကကျတော့ဖြူတွေတူးသွားမှာဆိုလို့ပါပြီးလို့ရှိရင်ဘွက်ချာရလည်းအရင်ပြုတ်ပြဲသွားမှာဆိုလို့ပါတကယ်ကနှစ်ကအကြော့မကြိုက်ဘူးပေါ့နော်နည်းနည်းပြုတ်ကလေးကိုစားခြင်းတာပြီးရင်တော့အဖုံးလေးဖုံးထားလိုက်ပါမယ်အဖုံးလေးဖုံးပြီး10မိနစ်2မိနစ်လောက်ကြာတဲ့အခါကျရင်သူအရွယ်ကလေးကနည်းနည်းလေးနွမ်းလာပြီပေါ့နော်အဲ့ဒီခါကျမှလိုအပ်တဲ့ seasoning တွေခုနပြောတဲ့ seasoning တွေကုန်ထည့်ပါမယ်ဒီမှာကျတော့နှစ်ကကျတော့အသားမုန့်လေးထည့်ထားပါတယ်ပေါ့နော် soy sauce လေးနည်းနည်းထည့်ထားပါတယ်တစ်ဖက်တစ်ချက်ကိုလှန်ပေးမယ်ပေါ့နော်တစ်ဖက်တစ်ချက်ကိုလှန်ပေးလိုက်ပါမယ်အပေါ်အောက်နည်းနည်းမြအောင်ပေါ့နော်ပေါ်အောက်နှက်အောင်တော့လှည့်ပေးရမယ်ပေါ့နော်ဒါမှပဲအရသာတွေကအကုန်လုံးသိဝင်မှာဆိုတော့လေပေါ်အောက်ကိုဒီတိုင်းလေးပဲလှန်လိုက်တယ်ဆိုလို့ရှိရင် seasoning တွေကရောက်တဲ့နေရာရောက်မြောက်တဲ့နေရာမြောက်ဖြစ်မှာဆိုလို့ပါကဲအပေါ်အောင်လှန်ပြီးတော့နည်းနည်းလေးပျော့လာပြီလို့ထင်ရတယ်ပေါ့နော်ပျော့တော့နည်းနည်းပျော့လာပြီနှွမ်းလာပြီပေါ့နှမ်းလာပြီဆိုလို့ရှိရင် seasoning တွေအကုန်ထပ်လိုက်ပါမယ်ထည့်ပြီးတော့ထပ်မှွေပြီးတော့ထပ်အုပ်လိုက်ပါမယ် seasoning တွေအကုန်ထည့်ပြီးွားရင်ရတာနှက်အောင်တစ်ချက်မှွေပြီးွားရင်တော့စားလို့ရပါပြီပေါ့နော်ရတာအပေါငန်းကျတော့ကိုယ့်ဘာသာကိုစင်ပြေသလိုလေးညှိယူပြီးတော့ထည့်လို့ရပါတယ်နေရကျတော့အရင်အငန်ကြီးလည်းမကြိုက်ဘူးပုံမှန်လေးပဲစားခြင်းနဲ့ပေါ့ကလေးပဲစားခြင်းနဲ့ဆိုတော့ကြသားမောရဲ့ငပဲငပြရင်နည်းနည်းရဲ့အဲ့ဒါလေးပဲသုံးထားပါတယ်เนาะပြီးရင်တော့အဖုံးလေးခဏလေးထပ်ပြီးတော့အုပ်ထားလိုက်ပါမယ်ရှင်ကိုချက်ချင်ချင်နေထားရောက်မရောက်ကိုပေါ့เนาะတစ်ချက်ဆက်ပြီးတော့ပေါ့เนาะအဆင်ပြေသလိုလေးလုပ်ပြီးတော့စားသုံးနိုင်ပါတယ်ရှင်ကဲဒီအချိန်နေဆိုလို့ရှိရင်စားလို့အဆင်ပြေတဲ့အနေထားရောက်နေပြီပေါ့နော်အကယ်၍ဒီအချိန်နေမှာစားခြင်းနဲ့ဆိုလို့ရှိရင်လည်းစားလို့ရပါတယ်နေ့ကကျတော့နည်းနည်းလေးပျော့လေးစားခြင်းတဲ့အတွက်ကြောင့်မလို့နည်းနည်းလေးထပ်ပြီးထားလိုက်ပါမယ်ကဲပြီးလို့ဆိုလို့ရှိရင်တော့စားလို့ရပါပြီရှင်
ကဲဘွက်ချိုင်လေးကအစိမ်းရောင်လှလှလေးနဲ့နူးနူးညံ့ညံ့ဖြစ်လာပြီဆိုလို့ရှိရင်တော့မီးပိတ်ပြီးတော့ပကံနဲ့ထည့်ပြီးစားသုံးနိုင်ပါပြီဒီရင်းလေးကပေါ့နော်ထမင်းပူပူလေးနဲ့စားရင်လည်းအရင်ကိုရတာရှိပါတယ်ရှင်စိုက်နဲ့တက်တဲ့ဆိုလို့ရှိရင် like and subscribe လေးလုပ်ပြီးမမေးနဲ့နော်နောက်ထပ်လွယ်ကူတဲ့ဟင်းချက်နည်းလေးတွေဆက်ပြီးမျှဝေသွားပါမယ်ကျေးဇူးအများကြီးတင်ပါတယ်ရှင်ဒီမှာကျတော့နေ့ကကျတော့အကုန်ချစ်ပြီးသွားပြီဆိုလို့ရှိရင် plate တင်လေးတင်ပြထားပါတယ်ကြည့်ရှုသူအားလုံးကျေးဇူးအများကြီးတင်ပါတယ်ရှင်နောက်ထပ်ဗီဒီယိုမှာပြန်ပြီးတွေ့ကြပါမယ်ဘိုင်ဘိုင်